နော်ရက်ရွာအပိုင်ပေါ့ရွာတော်ရှင်ကနေတဆင်းပေါ့နော်ပြန်လဲပြီးတော့ခေါ်ပါတွေ့တာတော့စိတ်တော့မကောင်းစရာတွေ့ပါတယ်မင်္ဂလာပါ Lily Reaction Channel မှာကြိုဆိုပါရရှင်ဒီဗီဒီယိုလေးကတော့လက်တလုံးနာမည်ကြီးနေတဲ့အကြောင်းအရာလေးတွေကိုပြသပေးသွားမှာဖြစ်ပါတယ်ရှင်နော်အိမ်ဟိုတော့အနက်သက်တွားတာလောက်ပဲပေါ့အများတဲ့နေရာမျိုးမဟုတ်သေးဘူးလို့တွေ့တယ်နော်မရောက်လာသေးဘူးအဲ့တော့ဖြစ်နိုင်တယ်ဆိုရင်တော့တင်းချိုင်းဆောက်နော်သူ့ကိုတကြိုခဲ့တဲ့တင်းချိုင်းဆောက်ပြီးတော့သူတို့အဲ့နေတဲ့ပေါ့နော်ရက်ရွာအပိုင်ပေါ့ရွာတော်ရှင်ကနေတဆင်းပေါ့နော်ပြန်လဲပြီးတော့ခေါ်ပါတွေ့တာတော့စိတ်တော့မကောင်းစရာတွေ့ပါတယ်ပါဇက်တွေကိုဒီလိုပေါ့အဝတ်တွေနဲ့ပိတ်စီးပြီးတော့မှတွေးလိုက်တာတော့အဆောင်တစ်ခုတွေးတယ်ပေါ့နော်တစ်ထက်ဆောင်အဲ့ရနေပြီးတော့ဆွဲခေါ်သွားတာတွေးလိုက်တယ်နော်တရွတ်တိုက်ပါသွားတယ်ဟိုပါပေါ့ခေါ်တဲ့လူကတော့တွေးတာတော့လူလက်ပိုင်းနေပဲတွေးတယ်၄ယောက်လောက်တွေးတယ်နော်အခုလည်းတစ်ယောက်ကမတွေးသေးဘူးလို့ပြောတယ်ပေါ့နော်ဒါတစ်ယောက်ကကြတော့ဆမလေးတွေးတာတော့နေဆက်ဒေတာတစ်ခုကူဖို့တော့လုံနေပြီလို့တွေးပါတယ်နော်အဲ့တော့ဘယ်ဘက်ချမ်းလဲဆိုတော့အားလုံးမမီးတဲ့အတိုင်းပြောပါမယ်တရုတ်နေဆက်ဘက်ကိုသွားဖို့တော့လုံနေပါတယ်နော်အဲ့ဒါတော့ကိုယ့်ကိုဆက်လက်ပြီးတော့တာဝန်ရှိသူကတော့ဆောင်ရွက်ပါဒါလာပြီးတော့မန်နေရဖြစ်တဲ့အတွက်ပြောပေးတာပါတနာလဲတနာလို့နော်ပါဇက်ကို तू ကပိတ်ပြီးတော့စီးပြီးတော့မှအတန်မထွက်အောင်ပေါ့နော်သူတို့ဒီစကားခဏပြောတာတွေ့တယ်ပြီးတော့မှတရိုးတိုက်ဆွဲပြီးတော့မှခေါ်သွားပြီးတော့မှအခုလိုပေါ့အခြေအနေတစ်ခုဆောင်ရွက်တာလို့တွေ့ပါတယ်နော်အဲ့တော့ကျုပ်ဖို့လို့အခြေအနေကတော့ချက်ချင်းတန်းဖြစ်မှာမဟုတ်သေးဘူးနော် तू လည်းအရန်ဟိုပေါ့ကြောက်နေတာတွေ့တယ်ပြီးတော့စိတ်မကောင်းဖြစ်တယ်နော်အဲ့လိုအခြေအနေမျိုးတွေမှာအများကြီးပေါ့ဖြစ်တည်နေရအောင်တွေ့ပါတယ်ဒီခေါ်ပြီးတော့ကြည့်လိုက်တဲ့ခါကျတော့เนาะအဲ့တော့ဖြစ်နိုင်တယ်ဆိုရင်တော့အခုကွယ်လွန်ထားတယ်ဆိုတဲ့အခြေအနေနေရာကိုသွားပြီးတဲ့ခါကျတော့ဆရာမလေးတို့တုတ်တန်ဆောက်တဲ့အကူအညီကိုနံပါတ်1ကယူရပါမယ်နောက်တစ်ချက်ကကျတော့အဲ့ဒီနေရာဒေတာရဲ့အပိုင်ပေါ့เนาะအပိုင်ပေါ့ဘိုးရဲ့မြစ်တာပေါ့ရွာတော်ရှင်ပေါ့အဓိကတော့သူတို့အကူအညီတောင်းခံပြီးတော့မှဒီရောက်ရှိနေတဲ့ဒီဝิญဉ်ပိုင်းပေါ့เนาะပြောမယ်ဆိုရင်တော့မကြွတဲ့အခြေအနေတစ်ခုဖြစ်နေတာဖြစ်တဲ့အတွက်အိမ်ဘက်ကိုပေါ့ပြန်ခေါ်ဖို့အခြေအနေတစ်ခုလောက်ပါအရန်ကိုကြောက်ပြီးတော့ပေါ့နော်ဒီဝิญဉ်ပိုင်းကတုံနေအောင်တွေ့တယ်လက်နေတဲ့ပုံစံပေါ့အခြေအနေတစ်ခုဖြစ်နေတဲ့အတွက်တာလူလည်းမခေါ်နိုင်သေးဘူးလို့ဆက်မလေးတွေ့ပါတယ်နော်စိတ်မကောင်းဖြစ်တဲ့အခြေအနေမျိုးတွေလည်းသူ့ဘက်မှာဖြစ်နေတယ်ပြီးတဲ့အခါမှာကြောက်တဲ့အခြေအနေနဲ့စိတ်မကောင်းဖြစ်တဲ့အခြေအနေနှစ်ခုကိုပေါ့အခုလက်ရှိမှာတော့သူခံစားနေရတယ်လေတွေ့တယ်ဒါတောက်လျှောက်ပေါ့ဆက်မလေးရဲ့မန်းအောက်ကနေပြီးတော့ဒါမန်းနေလို့ဖြေပေးတာနော်အတန်းရှင်းချခြင်းလို့ဖြေတာမဟုတ်ဘူးအောင်မြင်ခြင်းလို့ဖြေတာမဟုတ်ဘူးနော်တနာလို့ကူပြီးတော့ပြောပေးတာပါနော်ဒါလေးကိုသိအောင်လည်းပြောပေးလိုက်ပါတယ်ရှင့်ဒီဗီဒီယိုလေးကိုကြည့်ပြီးလူကြီးမင်းတို့ရဲ့ထင်မြင်ယူဆချက်တွေကို comment လေးထဲမှာရေးခဲ့လို့ရပါနဲ့ဗီဒီယိုအသစ်တွေကိုကြည့်ဖို့ subscribe လေးပြုလုပ်ထားခဲ့ပါအောင်ရှင်အားလုံးပဲတာယာချမ်းမြေ့တဲ့နေ့လေးဖြစ်ပါစေရှင်